Mr. Ryan မင်းမကြည့်နိုင်လို့ရှိရင်မင်းအဖေကိုသွားပြောဆိုတဲ့စကားမျိုးပြောလိုက်တယ်လို့ Rooney တို့ Ronaldo တို့လိုကစားသမားတွေခြာတိတ်တွေနဲ့သူတို့ Champions League မရနိုင်ဘူးဆိုပြီးသူကယုံကြည်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုတက်ဆိုး channel လေးပြီးတော့ပြန်လဲဒီကွင်းလဲဖြစ်တယ်နှစ်တင်းစလုံးအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုတက်ဆိုး opinion YouTube channel လေးကနေပြန်လဲကြိုဆိုပါရစေအဲ့တော့ဒီ channel လေးကဒါ Man United နဲ့ပတ်သက်တဲ့တီးတဲ့အကြောင်းအရာလေးတွေတင်ဆက်ပေးနေ channel ဖြစ်တဲ့အတွက် United ပရိသတ်ညီကိုအနေနဲ့ subscribe မလုပ်ရသေးလို့ရှိရင်လုပ်ထားပြီးလို့ရပါတယ်အဲ့တော့ဒီအချိန်ကတော့ကျွန်တော်ဘောလုံးပွဲစဉ်တွေနည်းနည်းလေးပါတဲ့အချိန်ဖြစ်တယ်အထူးသဖြင့်အသင်းနဲ့ပတ်သက်တဲ့သတင်းတွေအကြောင်းအရာတွေနည်းနည်းလေးနည်းနေတဲ့အချိန်ဖြစ်တဲ့အတွက်လက်ရှိအသင်းအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တိတ်အများကြီးပြောစရာမရှိဘူးအဲ့တော့ကျွန်တော်အရင်ကတည်းကပြောပြခြင်းနဲ့ sharing လုပ်ပေးခြင်းနဲ့ content တစ်ခုပေါ့နော်ဆိုတော့အဲ့ဒီဟာလေးနဲ့ပတ်သက်ပြီးအကြောင်းအရာလေးတစ်ခုလုပ်ပေးပါမယ်အဲ့တော့အဲ့ဒါတော့တခြားမဟုတ်ပါဘူးကျွန်တော်2014ခုနှစ်ဝန်းကျင်လောက်ကဒါကျွန်တော်တို့ရဲ့ဂန်နဝင်နီးပြကြီး Sir Alex Ferguson ရဲ့ထွက်ထားတဲ့စာအုပ်ဖြစ်တဲ့ဒီ My Autobiography ဆိုတဲ့စာအုပ်ပေါ့နော်ဆိုတော့ဒီစာအုပ်လေးကဒါကျွန်တော်သူတို့ကိုယ်တိုင်ဒီ UK မှာထုတ်တဲ့စာအုပ်ပေါ့အဲ့ဒါလေးကိုကျွန်တော်ဝယ်ထားပြတယ်ဝယ်ထားပြီးတော့ကျွန်တော်အဲ့ဒီအကြောင်းအရာလေးတွေဖတ်တာပေါ့အဲ့တော့ဖတ်တဲ့အကြောင်းအရာလေးတွေစာအုပ်ကတော့တော်တော်ထူတယ်ဗျသူစာမျက်နှာကလည်းတော်တော်များတယ်စာအုပ်ကလည်းထူတယ်အဲ့တော့အဲ့ဒီကမှကျွန်တော်ဖတ်ထားတဲ့အကြောင်းအရာတွေအကုန်လုံးကြီးတော့စိတ်ဝင်စားစရာမကောင်းဘူးပေါ့လေပြောပြလို့ရှိရင်ဒါပေမဲ့တချို့တော့ topic တွေကကျွန်တော် United ပရိသတ်တွေအနေနဲ့ဘယ်လိုပြောမလဲကျွန်တော်တို့ပြင်ပဘဝမှာမြင်ခဲ့ကြားခဲ့ဖတ်ခဲ့ရတဲ့နောက်ွယ်ရာကိစ္စတွေအများကြီးပါတယ်ဒါပေမဲ့ဒါကတော့ Ferguson ရဲ့ autobiography ဖြစ်တဲ့အတွက်သူ့ရဲ့အာဘော်တော့များတာပေါ့လေသူ့ရဲ့အာဘော်သူပြောထားတဲ့စကားအကြောင်းအရာတွေသူတစ်ဖက်တည်း one sided ပြောတဲ့ဟာတွေတော့များတယ်အဲ့တော့အဲ့ဒီဟာလေးတွေသိထားလို့ရှိရင်လည်းဒါဘယ်လိုပဲဖြစ်ဖြစ် vibe တစ်မျိုးတော့ရမယ်လို့ယူဆလို့ကျွန်တော်အဲ့ဒါလေးကိုလုပ်ပေးချင်တာဆိုတော့ဒါညီကိုတွေအနေနဲ့နောက်ထပ်ဒီဟာလေးကိုသဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော် comment မှာရေးပေးသွားလို့ရတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်နောက်ထပ်အဲ့လိုစိတ်ဝင်စားဖို့ကောင်းတဲ့ topic လေးထပ်ပြီးတော့ကျွန်တော်လုပ်ပေးသွားမယ်ဆိုတော့ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကတော့အများကြီးပဲဒါသူနဲ့သူ့ရဲ့ငယ်ဘဝတွေရောဒီစာရေးလိုက်တဲ့ငယ်ဘဝတွေသူ့ရဲ့မိသားစုကိစ္စတွေသူ့ရဲ့ဝါသနာတွေဘောလုံးပွဲဒီစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့ဒါတွေကတော့အများကြီးပါတယ်ပြီးတော့ဒီကစားသမားအနေနဲ့ဆိုသူ Ronaldo နဲ့ပတ်သက်ပြီးပြောတယ် Rooney နဲ့ပတ်သက်ပြီးပြောတယ် Rio နဲ့ပတ်သက်ပြီးပြောတယ်ပြီးတော့ဒီ David Beckham နဲ့ဖြစ်တဲ့မျက်ခုံးကွဲတဲ့ပြဿနာနဲ့ပတ်သက်ပြီးပြောတယ်Ronaldo နဲ့ Rooney နဲ့ကမ္ဘာဖလားကိစ္စကိုသူဘယ်လိုကင်တွယ်ခဲ့ရလဲဆိုတော့အကြောင်းအရာတွေပြောတယ်အကြောင်းအရာတွေကတော့အများကြီးပဲအဲ့ဒီတည်းကမှကျွန်တော်ဒီစာအုပ်ကိုဖတ်တဲ့အချိန်မှာလည်းကိုမသိပဲနဲ့စိတ်ဝင်စားစရာဖြစ်ခဲ့တာ Mr. Ryan ရဲ့ပြဿနာပေါ့Mr. Ryan ရဲ့ပြဿနာဆိုတာဘယ်လိုမျိုးလဲဆိုတော့အဓိက Mr. Ryan နဲ့ Ronaldo ရဲ့ပြဿနာပေါ့အဲ့တော့ကျွန်တော်ဘောလုံးပွဲကို2002ခုနှစ်မှာစပြီးကြည့်တာဗျာအဲ့တော့စကြည့်တဲ့အချိန်မှာကျွန်တော်ကြည့်ပြီးနောက်တစ်နှစ်မှာပဲ Ronaldo ကအသင်းကိုရောက်လာတယ်အဲ့တော့ Mr. Ryan နဲ့လည်းMr. Ryan နဲ့ခစ်ကိုကျွန်တော်ကစပြီးတော့မှီပြီးကြည့်ခဲ့ရတာပေါ့ဆိုတော့ဒါကျွန်တော်တို့နွားကြီးလို့ချစ်စနိုးခေါ်တဲ့သူ့ကို penalty area ထဲမှာဆိုရင်တကယ်အခုခေတ်လိုစကားနဲ့ပြောရင် instant killer ပေါ့ဗျာတည်လားတကယ်penalty area ထဲမှာသူရှိနေလို့ရှိရင်18ကိုက်စီးထဲမှာဆိုဂိုးတကိုးပဲဆိုရင်တကယ်ဂိုးမဟုတ်ဆိုလို့ပုံစံမျိုးဒါပေမဲ့သူ့ရဲ့ longevity ကတော့ United မှာတိတ်မရှိဘဲနဲ့သူက2004-5 season အပြီးမှာပဲအသင်းကနေထွက်ခွာသွားတယ်ဆိုတော့အဲ့လိုထွက်ခွာသွားတာကိုကျွန်တော်ကငယ်သေးတဲ့ခါကျတော့ဒီတိုင်းပဲကောင်းတဲ့အသင်းတစ်သင်းကလာခေါ်တော့ Mr. Ryan လည်းပါသွားတယ်ဆိုပြီးပဲကျွန်တော်စိတ်ထဲမှာမှတ်ထားဒါပေမဲ့ဝါသနာပါလို့ဘလုံးပွဲကစားခြင်းနဲ့ညီကိုရင်းနေနဲ့ကျွန်တော်နဲ့လက်တွဲရတဲ့ football game မှာသိန်းထောင်ချီတီအကောင့်ဝင်ပြီးစိတ်ချယုံကြည်စွာကစားလို့ရပါတယ်။ iBet ခွန်ရှိကို9-3လုံး Miss Sport Zone 1xbet တို့ပြင်ညီမကြီးနဲ့လည်းစိတ်ကြိုက်ကစားလို့ရတယ်။ထိုင်းမှာရှိတဲ့ညီကိုရင်းနေနဲ့လည်းထိုင်းဘက်ဝင်နဲ့ကစားလို့ရပါတယ်။အသေးစိတ်သိချင်တယ်ဆိုရင်တော့ Viber နံပါတ်3ကို63လုံး93လုံး53လုံးကိုဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်။ဒီစာအုပ်ဖတ်လိုက်တဲ့အချိန်မှာကျတော့အဲ့လိုမဟုတ်ဘူးသူတို့ဒါတော်တော်လေးပြည့်စုံပြောထားတဲ့နောက်ွယ်ရအကြောင်းအရာတွေရှိတယ်အဲ့တော့အဓိကကတော့ Mr. Ryan က2004-5 ရာသီမှာသူနဲ့ Sir Alex နဲ့ကြားမှာအဆင်မပြေတဲ့ပြဿနာတွေတော်တော်လေးဖြစ်နေပြီအဲ့တော့ဘယ်လိုမျိုးဖြစ်တာလဲဆိုတော့အဓိကကတော့ Mr. Ryan ကအသင်းရဲ့သွားတဲ့ project ကို Sir Alex သွားနေတဲ့လမ်းစဉ်ပေါ်မှာသူယုံကြည်မှုမရှိဘူးMr. Ryan ဘက်ကနေပြီးတော့ဘယ်လိုယုံကြည်မှုမရှိရလဲဆိုအသင်းကလူငယ်တွေအများများတယ်အဲ့ဒီအချိန်ကဒါ Chelsea က Roman investment အနေနဲ့ Mourinho ဝင်လာတယ်ဖလားတွေယူတယ်တစ်ဖက်မှာ Arsenal ကလည်းမရှိမနှောက်နှစ်တွေမှာ invisible ယူတိုင်းနှစ်တွေဖြစ်တယ်အဲ့ United ကနည်းနည်းလေးပြန်ပြီးကြားရိတ်တန်းနေတဲ့အချိန်ပေါ့အဲ့တော့သူက Mr. Ryan ကသူ့ရဲ့အကောင်းဆုံးအသက်အရွယ်မှာသူကအောင်မြင်မှုလိုချင်တယ်စူဖလားတွေလိုချင်တယ်အထူးသဖြင့်သူ Champions League ဖလားလိုချင်တယ်ဗျအဲ့တော့သူပြောင်းလာတဲ့2001ဝန်းကျင်ဆိုတာလဲသူက69ရဲ့အရှိန်နဲ့လာတာဖြစ်တဲ့အတွက်သူဒီ Champions League ဖလားနောက်တစ်ချိန်ရမယ်လို့ယုံကြည်ပြီးတော့သူလာတယ်ဒါပေမဲ့အသင်းရဲ့ပုံစံအဲ့လောက်ထိအသင်းရဲ့ squad depth ကအဲ့လောက်ထိမကောင်းနေဘူးဆိုတော့ကျွန်တော်တို့ကဒီ
Chelsea 2နှစ်ယူအပြီး Mourinho နဲ့2နှစ်အပြီးကြမှာ Michael Carrick ရောက်လာပြီးတဲ့အချိန်မှာမှအသင်းကိုပြန်ပြီးတည်ဆောက်ရတာအဲ့ကာလတွေကနည်းနည်းလေးရင်းရိုင်တဲ့ကာလတွေအဲ့မှာ Mr. Ryan က Silex နဲ့ပြောတယ်သူအသင်းရဲ့လမ်းစဉ်တွေသူမကျေနပ်ဘူးအထူးသဖြင့် Rooney တို့ Ronaldo တို့လိုကစားသမားတွေခြာတိတ်တွေနဲ့သူတို့ Champions League မရနိုင်ဘူးဆိုပြီးသူကယုံကြည်တယ်အဲ့တော့လူခေါ်တဲ့ system အပေါ်မှာလည်းသူသဘောမကျဘူးပေါ့လေအဲ့တော့ Silex ကကြတော့အဲ့လိုမဟုတ်ဘူးသူ့ကိုပြန်ပြီးပြောတယ်မင်းက senior ကစားသမားတစ်ယောက်အနေနဲ့ဒီလူငယ်တွေအဆင်ပြေဖို့အတွက်ဒီလူငယ်တွေအတွေ့အကြုံရင်းချက်ပြီးအသင်းကိုအောင်မြင်မှုရအောင်ကူညီပေးနိုင်ဖို့အတွက်မင်းကကူညီပေးရမှာဒါပေမဲ့ Mr. Ryan အဲ့လိုမဟုတ်ဘူး तू ကတကယ် proven player တွေနဲ့Champion League ဖလားကို तू မြန်မြန်ဆန်ဆန်လိုချင်တယ်အောင်မြင်မှုစာလောင်တဲ့စိတ်ကများတယ်ပေါ့အဲ့ဒီမှာ तू နဲ့လူငယ်ကစားသမားတွေကြားထဲမှာတိတ်ပြီးတော့အဆင်မပြေဘူးအဲ့တော့ Mr. Ryan အသင်းပေါ်တွေနဲ့ဆက်ဆံရေးလည်းတိတ်မကောင်းဘူးလို့တော့ Ferguson ဒီထဲမှာပြောထားတယ်အထူးသဖြင့် Gary Neville နဲ့လည်းပြဿနာနည်းနည်းရှိတယ်သူနဲ့တွဲကစားခဲ့ရတဲ့ Forlan နဲ့ဆိုလည်း Mr. Ryan နဲ့ကြားမှာတိတ်ပြီးတော့အစိမ်းမကတ်တဲ့ဟာမျိုးတွေရှိတယ်ပြီးတော့Ronaldo နဲ့ပြဿနာပေါ့အဲ့တော့ Ronaldo နဲ့ပြဿနာမှာ Ronaldo ကွင်းနဲ့ရောက်လာတဲ့အချိန်မှာ Mr. Ryan က Beckham နဲ့သူကအတူတူလမိုင်းကပ်ပြီးဆော့ခဲ့လို့ဖြစ်တဲ့အတွက်Ronaldo ရောက်လာတဲ့အချိန်မှာ Ronaldo ရဲ့အလင်ခောက်အရမ်းများတဲ့ကစားဟန်ကိုသူကသဘောမကျဘူးသူစီကိုတိုက်စစ်မှုတစ်ယောက်စီကိုလိုအပ်တဲ့ service မျိုးမပေးနိုင်ဘူးလို့သူကယူဆတယ်အဲ့တော့ Ronaldo ကကြတော့အဲ့ဒီအချိန်မှာအသင်းကိုရောက်ပြီးတိတ်မကြဘူးဒါညီကတို့လည်းသိမှာပါသူအင်္ဂလိပ်စကားကိုတိတ်ကောင်းကောင်းမပြောတတ်ဘူးအဲ့လိုအချိန်တွေမျိုးမှာ Ferguson ရဲ့လက်ထောက်နီးပြဖြစ်တဲ့ Carlos Queiroz ကပေါ်တူဂီလူမျိုးဖြစ်တဲ့အတွက်ဒီလက်ထောက်နီးပြ Ronaldo အများကြီးအကူအညီပေးတယ်။ဥပမာ culture အရာအဆင်ပြေဖို့နေသားကြွားဖို့ဒီမှာ England ရဲ့ယဉ်ကျေးမှုနဲ့အထိုင်ကျဖို့ဘာသာစကားအဖြစ်ကောအစားအသောက်ပိုင်းဆိုင်ရာစသည်ဖြစ်ပေါ့နော်။ပြောရရင်အဖေတယောက်လိုမျိုးနှွေးထွေးမှုမျိုးနဲ့ Queiroz က Ronaldo အပေါ်မှာဆက်ဆံပေးခဲ့တယ်။အဲ့တော့တရက်၄ချိန်ခွဲမှာ Ronaldo နဲ့ရှင်ပြိုင်မိကစားနေတော့မှာ Ronaldo အဲ့လိုမျိုးနည်းနည်း intention ပါတဲ့ပုံစံမျိုးပေါ့ရည်ရွယ်ချက်ရှိတဲ့ပုံစံမျိုးနဲ့ Mr. Ryan ကဖြတ်ထုတ်တယ်ကန်လိုက်တယ်ဆိုပြီးပြောတယ်အဲ့တော့နည်းနည်းလေးနှစ်ယောက်သားကြားမှာအချင်းများပြီးတော့ရန်ဖြစ်တယ်လို့မျိုးဖြစ်တဲ့အချိန်မှာ Mr. Ryan ကမင်းမကြည်နဲ့လို့ရှိရင်မင်းအဖေကိုသွားပြောဆိုတဲ့စကားမျိုးပြောလိုက်တယ်လို့ပြောတယ်အဲ့တော့မင်းအဖေကိုဆိုတာတကယ်တော့ Ronaldo ကအဲ့အချိန်မှာသူဖခင်တကယ်ဖခင်အရင်ကသူဆုံးရှုံးထားတဲ့အချိန်ပဲသူဖခင်ကွယ်လွန်ထားတဲ့အချိန်မှာတဲ့မှာမင်းအဖေကိုသွားပြောဆိုတာဒါသူက Carlos Queiroz ကိုယဉ်ညွှန်းပြီးပြောတာတဲ့မှာမင်းကိုတစ်ချိန်လုံးစောင့်ရှောက်နေရမင်းအဖေကိုသွားပြောဆိုရဲမပြောတဲ့စကားမျိုးအသင်းပေါ်ချင်းချင်းကြားမှာပြောလိုက်တယ်အဲ့တော့ Ronaldo ကဒါမျက်ရည်ကျပြီးတော့လေ့ကျင့်ရင်ခွင်းထဲမှာတော်တော်လေးငယ်သေးတာသူကကြတော့ရောက်ခါစား Mr. Ryan senior ကစားသမားဆိုတော့senior ကစားသမားတယောက်လိုမျိုး treat လုပ်လိုက်တဲ့ပုံစံကြောင့်တော်တော်စိတ်ထိခိုက်သွားတယ်လို့ပြောတယ်အဲ့တော့အဲ့ဒီအချိန်မှာကာလင်ဖလားဘူလူဝဲတီ Man United ကရောက်တယ်ရောက်တော့ဒါကာလင်ဖလားဘူလူဝဲတွေကတည့်ရတိုင်း2လပိုင်းမှာကန်တယ်အဲ့တော့အဲ့နှစ်ဒီဇင်ဘာမှာ Vidal နဲ့ Evra နဲ့ကို Man United တင်ခေါ်ထားတယ်အသက်အနေနဲ့အားဖြည့်ထားတယ်အဲ့တော့ final ပွဲမှာ Ferguson စာဟာကိုထည့်ပြီးဆော့တယ်စာဟာကိုထည့်ပြီးဆော့တဲ့အချိန်မှာဘယ်လိုပြောမလဲစာဟာကစာဟာနဲ့သူပြီးကြတော့မှလူစားလဲမယ်ဆိုပြီးငကိုကစဉ်းစားထားတယ်ပေါ့ Mr. Ryan သူ့ဘက်ကနေဂရိပေးထားတယ်မင်းကငါဒီပွဲမှာကာရာဘောင်းကတော့ sorry Carling Fla ကတော့တိတ်အရေးမကြီးတဲ့ပွဲစဉ်ဖြစ်တဲ့မင်းကငါထက်စာဟာကိုထက်ဆော့မယ်မင်းကိုလူစားဝင်နေနဲ့ဆော့မယ်ဒါပေမဲ့ပွဲကတက်တောင့်တက်တာနဲ့နိုင်မွေးရတဲ့အချိန်မှာကျတော့ Ferguson အတွေးပြောင်းသွားတယ်ဘယ်လိုမျိုးအတွေးလဲဆိုတော့သူ့အနေနဲ့Mr. Ryan ကိုစာဟာနဲ့လူစားလဲပြီးထဲ့ဆော့မယ်အစားအခုမှရောက်လာတဲ့ Vidal တို့ Evra တို့လိုကစားသမားတွေကိုဖလားအောင်မြင်မှုရဲ့တစိမ့်တစ်ပိုင်းအဖြစ်မိနစ်နည်းနည်းလေးသူပေးပြီးတော့ဒီအောင်မြင်မှု vibe ကိုသူခန်းစားစေချင်တယ်အဲ့တော့ तू က Mr. Ryan ကိုမိနစ်80ကျော်လောက်မှ तू ပြောတယ်တဲ့မှာဒီပွဲမင်းကိုထဲမဆော့တော့ငါ Vidal နဲ့ Evra နဲ့ကိုပဲထဲဆော့မယ်ဆိုပြီး तू ပြောတယ်အဲ့ဒီအချိန်မှာ Mr. Ryan အရန်ခုန်တန်းမှာတော်တော်လေးဒေါသတကြီးနဲ့ Silas ကိုပြန်ပြီး hit ခဲ့တယ်လို့တော့ तू ကပြောထားတယ်ဆိုတော့အဲ့မှာကလေးကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလုံးဝမကောင်းတော့ဘူးပေါ့အဲ့တော့ဒီ2004-2005နောက်ဆုံးရာသီအပိတ်အနေနဲ့ FA Cup ဘူလူဝဲအနေနဲ့ Arsenal နဲ့ကစားရတယ်ဒါကျွန်တော်တို့ Postco penalty မဝင်မဲနဲ့ရှုံးသွားတယ်ဖလားဘူလူပွဲစဉ်ပေါ့အဲ့ဒီပွဲစဉ်ကစနေနေ့မှာကစားမှာဗုဒ္ဓဟူးနေ့မှာเนี่ย Mr. Ryan ကဒီဖလားဘူလူပွဲပြီးလို့ရှိရင်သူ Real Madrid ကိုသူ့ကိုအပီးပေးပြောင်းဖို့အတွက်အသင်းဘက်ကိုလာပြီးတော့ညှိနှိုင်းတယ်အဲ့တော့ဈေးတန်းတွေလည်းညှိနှိုင်းတဲ့ကိစ္စတွေအများကြီးပေါ့အဲ့တော့အဲ့ဒီအချိန်မှာ United တာဝန်ရှိသူတွေရော Silas ဆိုတော့တော်တော်စိတ်ဆိုးသွားတယ်အဲ့တော့စနေနေ့မှာဘူလူဝဲကစားဖို့ရှိနေတဲ့အချိန်မှာအသင်းရဲ့တကယ် main striker တယောက်အနေနဲ့သိလားသူအသင်းပြောင်းမှုကိစ္စကိုသူကလာပြီးတော့ဆွေးနွေးတယ်ဆိုတော့ Silas ကတော်တော်ဒေါသထွက်ပြီးတော့ဂျားထဲမှာသူတို့ဂျားမှာ connection လုံးဝပြတ်တောက်သွားတယ်ပေါ့လေပြတ်တောက်သွားပြီးတော့မှနောက်ဆုံးMr. Ryan လည်း Real Madrid ကိုရောက်သွားတယ်ပြီးတော့ Real Madrid မှာတချို့အဆင်မပြေတဲ့ကာလတွေရှိရပေါ့ပြီးတော့သူ Morocco တွေပါရောက်တဲ့အချိန်မှာကြာမှာ Silas ကိုဖုန်းပြန်ခေါ်တယ်ပြီးတော့ဒါ Silas ကိုသူတရားဝင်ပြန်တောင်းပန်တယ်ပေါ့အဲ့တုန်းကသူ့ရဲ့မရင်ကျက်မှုတွေအမှားယွင်းတွေအတွက်သူတကယ်လဲနောင်တရတယ်ဆိုပြီးတော့တောင်းပန်ခဲ့တဲ့ပုံစံမျိုးတွေဒါကျွန်တော်တို့ဒီစာအုပ်ထဲမှာတော့ရေးထားတာတွေ့ရတယ်ဆိုတော့ဒါမျိုးတွေကကျွန်တော်တို့သိပ်ပြီးတော့
မဖတ်ခဲ့ဘူးတဲ့ story မျိုးတွေပေါ့နော်အနောက်ကွယ်ရ story မျိုးတွေဆိုတော့ဟိုတော်တော်လေးလဲစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါတွေကိုကျွန်တော်တို့ပြန်ပြီးနားထောင်ကြည့်လိုက်လို့ရှိရင်တကယ် Rooney တို့ Ronaldo တို့ Vidic တို့ Evra တို့ရဲ့ဟိုအငုံဘဝပေါ့လေတကယ်ခြာတိတ်ဘဝအနေထားမျိုးနဲ့ senior တွေနဲ့ဂျားထဲမှာဘယ်လိုမျိုးကြောက်ကစားတွေရှိခဲ့တယ် Ferguson ဘယ်လိုမျိုး man management တွေလုပ်ခဲ့ရလဲFerguson နဲ့အဆင်မပြေလို့ရှိရင်အဲ့ခေတ်တုန်းကတော့နီးပြရဲ့ authority ကအရင်ပြင်းထန်တဲ့အတွက်တုံတန်ကစားသမား level image နဲ့တော့ဒီအသင်းမှာဆက်ပြီးနေလို့မရဘူးပေါ့လေဒါကစားသမားဘက်ကမနေချင်တာလည်းပါပါတယ်ဒါပေမဲ့ပြောချင်တာအရာရာကို Ferguson ရဲ့ decision making နဲ့ပဲတွားခဲ့တဲ့ခေတ်တစ်ခေတ်ဆိုတော့ဒီဟာမျိုးကတော့တော်တော်လေးကျွန်တော်ဖတ်ရတဲ့ဒီစာအုပ်ထဲက story တွေထဲမှာကျွန်တော်ရဲ့အကြိုက်ဆုံးပေါ့နော် one of the story တွေထဲမှာပါတယ်ဆိုတော့ဒါအခုချိန်ဆို Nestor Ryan လည်းလူကြီးလုံးဖြစ်တဲ့မှာကိုရီးယားထဲမှာလက်ထောက်နီးပြအနေနဲ့ရောတကယ်ယာယီနီးပြအနေနဲ့ပါပွဲတချို့ကင်တွယ်သွားတဲ့လူကြီးဖြစ်နေပြီ Ronaldo ဆိုလည်းဒါတကယ်အသက်40အရွယ်နဲ့9000ပြည့်တဲ့ခီးလန်းကိုသွားနေတဲ့အနေအထားမျိုးဖြစ်နေပြီဒါပေမဲ့သူတို့ရဲ့ငယ်ဘဝမှာဒီလိုမျိုးဖြစ်ရတဲ့ကျွန်တော်တို့ရဲ့ကန်နဝင်နီးပြကြီးနဲ့ဖြစ်ခဲ့ရဆိုတာတော့ဒါတကယ်စိတ်ဝင်စားစရာကောင်းတဲ့အသင်းရဲ့ story တွေရဲ့တစ်ခုလို့ပြောလို့ရမယ်ထင်ပါတယ်ဆိုတော့ညီကိုအနေနဲ့တခြားနားထောင်ခြင်းတဲ့အကြောင်းအရာတွေရှိလို့ရှိရင်လည်းကျွန်တော် comment ထဲမှာ comment ရေးပေးခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်ဒီဘောလုံးပွဲနားတဲ့ကာလလေးမှာအဲ့ဒါလေးပုံမှန်တိုင်းပုံမှန်လေးဖြစ်အောင်လို့တင်ဆက်ပေးသွားဖို့အတွက်စဉ်းစားထားပါတယ်ဆိုတော့ကြည်ပေးညီကောင်လုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲစီးပါ